တိထားမိကြရလားမသိဘူးပေါ့နော်အခုတော့ Facebook ပေါ်မှာဗာပဲတင်ပတ်စံရမယ်ဒါမှမဟုတ် CN လို့အတူကခေါ်တဲ့ content monetization အကြောင်းပညာကွေးကစားတဲ့ခေါင်းစဉ်တွေနဲ့ကြော်ညာတွေပို့တွေစတာတွေကိုဒီ Facebook ရဲ့ new feed ထဲမှာသင်တွေ့ဖူးကြမှာပါပတ်စံတွေဒေါ်လာတွေရတဲ့လူတွေကလည်းရနေကြပြီမရတဲ့လူတွေကလည်းမရသေးဘူးပေါ့ဗျာ Okay ဒီဗီဒီယိုကတော့ Facebook ရဲ့ content monetization program ကဘယ်ကပတ်စံတွေနဲ့ပေးတာလဲဘယ်လိုတွက်ချက်ပြီးကျွန်တော်တို့ကိုပတ်စံပြန်ပေးတာလဲစတဲ့ခေါင်းစဉ်တွေနဲ့ setting လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အခုလောက်ပြောချင်တာကဒီဗီဒီယိုကြည့်နေတဲ့သင်က content monetization program ကပွင့်သွားပြီအမေပတ်စံတွေမရသေးဘူးလားစိတ်မပူပါနဲ့ဒီဗီဒီယိုကိုလုပ်ပြီးတာတဲ့ကျွန်တော်လည်းပတ်စံမရသေးပါဘူးအားလုံးမင်္ဂလာပါထုံးစံအတိုင်းဗီဒီယိုလေးမစခင် channel လေးကို subscribe နှိပ်ပေးထားပြီးတော့ဗီဒီယိုတွေအသစ်တင်နေသိရအောင် notification ကိုလည်း on ပေးထားပါဦးခင်ဗျပထမဆုံးနားလည်ထားစေချင်တဲ့တက်ကတော့နေထိုင်ရင် Facebook ကနေမှပတ်စံလာပေးတာတော့မဟုတ်ဘူးဗျသူကသူအိတ်ဆိုင်ပြီးပတ်စံပေးရလဲဒီလောက်များပြတဲ့ content creator တွေနဲ့ဆိုရင် Facebook ရဲ့ company မတ်တာကြီးလဲနာကားဖို့ပဲရှိပါတော့မယ်လုပ်ငန်းစဉ်တွေကသူတို့ရဲ့ product ကိုပစ္စည်းတွေရောင်းရအောင်ဒါမှမဟုတ်လူသိများအောင်လုပ်ဖို့လူသုံးများတဲ့ social media တွေပေါ်ကြော်ညာကြတာပေါ့ဗျာ Facebook အခေါ်ဘူးလောက်တာ TikTok မှာဆိုရင်တော့ promote လုပ်တာပေါ့ဗျာ Facebook ကတော့သူတို့ရတဲ့ကြော်ညာခတွေထက်က55ရာခိုင်နှုန်းကိုဒီ content creator တွေကိုပေးပြီးတော့သူတို့ကတော့45ရာခိုင်နှုန်းယူတယ်လို့ပြောတယ်ဗျမျက်လုံးထဲမှာမြင်တာပြောမယ်ဆိုရင်ဗျဥပမာပဲထားလိုက် Facebook ကနေမှသူကကြော်ညာခဘတ်100ရတယ်ပဲထားအဲ့တော့သူကအဲ့ဒီဘတ်100ကိုကျွန်တော်တို့ကို55ဘတ်ပေးမယ်သူက45ဘတ်ယူတယ်ဆိုတော့ content monetization program နဲ့ရတဲ့ပတ်စံတွေဆိုတာက Facebook ကဘယ်ကနေစပြီးတော့ကျွန်တော်တို့ပေးတယ်ဆိုတာကိုသင်သဘောပေါက်နားလည်သွားမယ်လို့ထင်ပါတယ်ပထမတစ်ဆင့်ကိုနားလည်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒုတိယအဆင့်လေးကိုဆက်လိုက်ကြရအောင် content monetization program ကဘယ်လိုတွေတွက်ချက်ပြီးတော့ကျွန်တော်တို့ကိုပတ်စံပေးတာလဲနံပါတ်1 monetization playback ဒီကတော့ဒီဗီဒီယိုထဲမှာသူကကြော်ညာတွေပေါ်တယ်ပေါ့နော်အဲ့ဒီကြော်ညာတွေကိုကြည့်တော့တဲ့အရေးအတွက်ကိုပြောခြင်းပဲဖြစ်ပါတယ်ဒီပုံမှာကျွန်တော်တို့ Facebook ပေါ်မှာနေ YouTube ပေါ်မှာနေပြီးဗီဒီယိုအစဗီဒီယို clip မှာနေတယ်မဟုတ်ဗီဒီယိုအောက်လေးမှာနေဒီလိုကြော်ညာလေးတွေပြတယ်ပေါ့နော်အဲ့ဒီကြော်ညာတွေကိုကြည့်တာတဲ့အရေးအတွက်ကိုပြောခြင်းပဲဖြစ်ပါတယ်နံပါတ်1ကတော့ CPM rate ပဲဖြစ်ပါတယ်ဒီ CPM rate တို့မှာသူထပ်တွက်ထားတဲ့အချက်၃ချက်ရှိပါတယ် country ရဲ့ audience quality နဲ့ edit typing တို့ပဲဖြစ်ပါတယ်လူကြီးနဲ့စင်းအောင်ပြောမယ်ဆိုရင်ဗျာသင်ကဗီဒီယိုတစ်ခုတင်လိုက်တယ်အဲ့ဒီဗီဒီယိုဘယ်နိုင်ငံကနေကြည့်တာလဲပြီးဘယ်လိုလူမျိုးကြည့်တာလဲပေါ့နော်နောက်တစ်ချက်အနေနဲ့သင်ဗီဒီယိုပေါ်ကနေပေါ်လာတဲ့ကြော်ညာအမျိုးအစားကဘာအမျိုးအစားလဲတေချာပေါ်တစ်ခုကတော့ကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုကိုကိုရီနိုင်ငံနဲ့ကိုရီရဲ့ audience တွေကြည့်တယ်ဆိုရင်တေချာတယ်လောကမှလကီရနိုင်တယ်ရဖို့ကလည်းတော်တော်ကြီး rate နေတယ်ပေါ့နော်ဒါကြောင့်ဒီ YouTuber တို့ content creator တို့ကသူတို့ရဲ့ဗီဒီယိုတွေကို VPN လေးဖွင့်ပြီးတော့ကြည့်ဖို့ဆိုတာကဒီ CPM rate ကြောင့်ပါဥပမာအနေနဲ့ TV ကနေထိုင်းရဲ့ CPM rate နဲ့တွက်ချက်ပေးသွားမှာပဲဖြစ်ပါတယ်ထိုင်းကဆိုရင်ဗျာဖတ်တစ်ထောင်ကို3.50ကနေမှ2.50ထိပေးပါဒီ popular ဖြစ်တဲ့ page နဲ့ high engagement content တွေဆိုရင်တော့$3ကနေမှ$5ထိပေးနိုင်ပါတယ်ဆိုပါတော့ဗျာသင်ဗီဒီယိုက view တစ်သိန်းလောက်ကြည့်မယ်ပဲဖတ်တစ်ထောင်ကို$1.5နဲ့ပဲရတယ်ပဲထားလိုက်ဒီ$1.5ကို100နဲ့မြောင်းလိုက်မယ်ဆိုရင်$150ရမှာပဲဖြစ်ပါအကြမ်းအပြင်း view တစ်သိန်းဗီဒီယိုတစ်ခုက$150လောက်ရနိုင်တယ်ပေါ့နော်ဒါကလည်းတခြားနိုင်ငံက audience နဲ့ဥပမာအနောက်နိုင်ငံတွေဥရောပတွေကြည့်နေဒီထက်များရင်လည်းရများသွားနိုင်သို့တော့တခြားနိုင်ငံဥပမာကိုရီလိုနိုင်ငံလေးကြည့်တဲ့ဆိုရင်တော့ဒီထက်နည်းသွားနိုင်တယ်ပေါ့နော်မမရရအတွေ့အကြုံလေးတစ်ခုပြောပြမယ်လွန်ခဲ့တဲ့1လကျော်2လလောက်ကဒါမသိဘူးကျွန်တော်ပို့တစ်ခုတင်တယ်အဲ့ဒီပို့တကနေဆိုရင်ဒီ view တစ်သိန်းလောက်ထိတက်သွားတယ်ပေါ့နော်အဲ့ဒီကနေမှကျွန်တော်ပြန်ရလိုက်တာက$1ထဲပါတကယ်လို့ဒါကျွန်တော်နေရာမှာကတခြားနိုင်ငံက content creator တယောက်သားဆိုရင်ပေါ့နော်ဒီ view နဲ့ဆိုရင်သိချတယ်900နဲ့1000ကြားရနိုင်ပါတယ်ဘာမှလည်းမတက်နိုင်ပေါ့နော်ကိုရီးယားကျူသားနိုင်ငံကလာတဲ့လူတွေဆိုတော့ဗျဒီအတွေ့အကြုံတွေကနေတစ်ခုတော့မှချင်တာကတကယ်လို့သင်ကသဘောကျတဲ့ content creator ဖြစ်ဖြစ်ဒါမှမဟုတ်လည်း YouTuber တွေဖြစ်ဖြစ်ပေါ့နော်စီးခဲ့တဲ့ဆိုရင်သူတို့ဗီဒီယိုတွေကြည့်တဲ့အခါမှာ VPN လေးတွေဖွင့်ပြီးတော့ကြည့်ပေးသွားပါကြုံညာလေးတွေတက်ရင်လည်းစောင်းအောင်ကြည့်ပေးသွားပေါ့နော်အဲ့လိုလုပ်ချင်အားဖြင့်ကျွန်တော်တို့ကသူတို့ကို support ဝိုင်းပြီးတော့ကူညီတာနဲ့အတူတူပါ Okay ဒီဗီဒီယိုကသင်အတွက် knowledge လေးတစ်ခုလောက်ရရှိသွားမယ်ဆိုရင်ဗီဒီယိုလေးကို like နှိပ်ပြီးတော့နောက်ထပ်သင်ရဲ့အပေါင်းဖော်တွေလည်းပြီးအောင် sharing လုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ထောက်ဆံတိုင်းကျွန်တော်ကတော့ for save ပါခင်ဗျာ